ဘယ်သူမပြုမိမိမူနာအတလေခေနာသမုဒ္ဒမေစေနာဘဗဒနာဝိဝရံဘဝိတနာဝိသတိသောဇဂတိပတိသောယထတိတောမုစေယဘဗကမ္မာမကံဘောပြုလို့ထားလျင်ကောင်းငင်ပေါ်ပြည့်တော်လဲမလွတ်ပြောင်းနိုင်သမုဒ္ဒရာလည်းထွက်ပြေးတော်လဲမလွတ်မြောက်နိုင်တောင်ကြားလှိုင်ကိုတွင်းသို့ဝင်ပြေးတော်လဲမလွတ်မြောက်နိုင်ထိုမကောင်းမှုမှာလွတ်မြောက်ရာရမရှိပါပေတန်ဃာတော်များစွာဘုရားဖူးဖို့အတွက်တာဝတိဇေတဝန်ကျောင်းတော်သို့ရှေ့ရှုလာကြပါတယ်လမ်းမှာအလူချင်းတူအိမ်ဆွမ်းစားကြွကြပါတယ်ချိုးပွဲကတရားနာပြီးသည့်အချိန်မိဖို့ကြောင့်တဲမှာအမိုးသို့မိထဟပ်ပြီးမိုးမှာချွေစက်ထားသည့်မြက်ကရုတ်ခွေရမီးလောင်ပြီးကောင်းကင်ပြန်တက်သွားပါတယ်ကြီးကံတကောင်ပြန်လာရင်မီးကရုတ်ခွေစွန့်မိပြီးမီးလောင်ပြုတ်ကျသိဆုံးသွားပါတယ်ဘုရားဝုသံဃာတွေတွေ့တော့ဘုရားမှာတပါးမီးသူမြမသွနိုင်ဘုရားတွေ့မှလျော်တာမျိုးစဉ်းစားထားကြပါတယ်နောက်ဘုရားဝုတပွဲကလည်းပင်လယ်ပြင်မှာလာရင်တန်ဃာတွေစီးလာသည့်လှေသင်းမောဟာပင်လယ်ပြင်မှာရက်တနေပါတယ်လူယုံမှာဘာလို့မျိုးယူဆ၍မဲနိုင်ကြသည်ကလှေတကြီးကြောမဲပေါက်တယ်နောက်နှစ်ချိန်မဲထနိုင်တော့လေသူမပဲမဲပေါက်ပါတယ်သုံးချိန်မဲပေါက်တော့လှေတကြီးကလည်းသူမအတွက်ကြောင့်သူမတယောက်ကြောင့်အလုံးသက်ဆုံးရှုံးလို့မဖြစ်နိုင်ဒါကြောင့်သင်တို့ဘာသာကြည်စီစဉ်ပါတော့ဟုသဘောတူလိုက်ရပါတယ်ဒါနဲ့လူကြီးလဲရေပေါ်ပေါ်ပြီးအော်ဟစ်နေလျင်စိတ်မကောင်းကြ၍တဲအိုးလေပင်ချီနှောင်ပြီးကန်ချလိုက်ရပါတော့တယ်မကြမီရေနဲ့သိဆုံးသွားပါတယ်တန်ဃာတော်များမှထိုမျိုးသမီးအကုသိုလ်ကလည်းမသေးပါလားဘုရားနဲ့တွေ့မှလျောက်တမ်းမည်ဟုစဉ်းစားထားကြပါတယ်နောက်ဘုရားဝုတပွဲကလည်းလမ်းမှာရွာတရွာမှတောချောင်းဝင်တဲကိုရင်းလှိုင်းကူတဲ့နေရာချထားပါတယ်ညာချမ်းကာလအိမ်ပမာဏရှိသည့်ကြောက်တုံးကြီးကြီးတုံးလိမ့်ကြလာပြီးပေါ့ဝမှာလာပိတ်ဆို့နေပါတယ်တန်ဃာ9ပါးအာဟာရပြက်လက်ကုန်ပါတယ်ပေါင်းည900ဖိတ်ကြားပြီးအတွင်ပြင်းဝိုင်းဝန်းဖယ်ရှားတော်လဲကြောက်တုံးကရွေရှမ်းမရပါနောက်ဆုံးလက်လျော်လိုက်ရပါတော့တယ်9ရက်မြောက်နေ့ရောက်တော့ကြောက်တုံးကြီးဟာသူ့ဘာသာသူတဏှာရွေရှမ်းသွားပါတော့တယ်တန်ဃာတော်တွေလည်းငါတို့အကုသိုလ်ကြီးလိုက်တာဘုရားနဲ့တွေ့မှလျောက်ထားမိဟုစိတ်ကူးလာကြပါတယ်ဖျားဘူးအဖွဲ့၃ဘွဲ့လုံးဖျားတန်ရောက်တော့မြတ်ဗုဒ္ဓအားလျောက်ထားကြပါတယ်ပထမဆုံးအဖွဲ့ကြီးကံအဖြစ်ပဲလျောက်ထားတော့ချက်သားတို့အဲ့ဒီကြီးကံကအတိတ်ဘဝတုန်းကတောင်သူဦးကြီးဖြစ်ခဲ့တယ်သူရဲ့နွားကခိုင်းမရတဘိုးတက်လိုက်လင်ထိုးရပါတော့တယ်တောင်သူဦးကြီးလည်းဒေါသထွက်ပြီးကောက်ရုပ်ပုံးရမိရှုတက်လိုက်ပါတော့တယ်အဲ့ဒီအကုသိုလ်ကြောင့်ငရဲရောက်ငရဲမှလွတ်ပြန်တော့လေဘဝပေါင်း9ဘဝကြီးကံဖြစ်ပြီးမိလောင်သိဆုံးခဲ့ရပါတယ်နောက်ပင်လေရပြကြခံရတဲ့အမျိုးသမီးကလည်းအတိတ်ဘဝတောင်သူဦးကြီးကြောဖြစ်၍သူ့အိမ်မှာခွေးကတတ္တိယဘဝခင်မွန်းယောက်ျားဖြစ်ခဲ့သည့်တန်ရောစဉ်ကြောင့်တွားလျက်အမြဲတကောက်ကောက်လိုက်ပါတယ်။ပေါင်းခြင်းမှပြောင်းလောင်ခံရ၍တဲဦးလေပင်ချီပြီးရေမြောင်းတဲ့ကန်ချတတ်လိုက်ပါတော့တယ်။ထိုအကုသိုလ်ကြောင့်ငရဲခံရပြီးငရဲမှလွတ်ပြန်တော့လေဘဝပေါင်း100တိုင်တိုင်ယခုလိုအသက်ခံခဲ့ရပါတယ်။နောက်လှိုင်ကိုတဲ့ပိတ်ခံရသည့်တန်ခါ9ပါးကလည်းအတိတ်ဘဝနွားကြောင်းသားများဖြစ်၍ဖို့ကြီးတကောင်းလိုက်ဖမ်းရင်တွင်းထဲဝင်ပြေးသွားတယ်အချိန်မရှိတော့ရင်နောက်နေ့မှဖမ်းမိဟုအပေါက်ပိတ်ထားခဲ့ပါတယ်နောက်နေ့စကြက်ပြောင်းပြီး9ရက်ကြာမှဒီနေရာပြန်ရောက်ဘုကြီးတရိယာ၍အပေါက်ဖွင့်လိုက်သည့်အခါစာရေးစာပြက်လာပြီးတုံချိနေပါတယ်တဏှာရည်လွတ်ပေးလိုက်ပါတော့တယ်ဒီဝိဘက်ကြောင့်14ဘဝတိုင်းတိုင်းယခုလိုအဖြစ်မျိုးကြုံခဲ့ရပါတယ်ချက်သားတို့အကုသိုလ်ပြုထားလျင်ဘယ်နေရာရှောင်ပြေးပြေးလွတ်နိုင်သည့်နေရာမရှိပါထို့ကြောင့်ဘယ်သူမပြုမိမိမှုဖြစ်၍ဘဝခရီးသွားရမှာဒုက္ခမရောက်စေဖို့တတိပညာထိမ့်ချုပ်ကာဖြင့်နေထိုင်သင့်ပါကြောင်းဓမ္မဒါနပြုလိုက်ရပါတယ်